မိန်းကလေးကသူမချစ်သူအတွက်ခုလေးတင်ရှော့ဖို့ပေးထားတဲ့ရှက်အင်ဂျီကိုအလုတ်တင်ဝန်ထမ်းတယောက်ကဝတ်ဆင်ထားတာကိုတွေ့လိုက်ရပါတယ်ပြီးတော့သူမရဲ့အလုပ်ဖော်ရေးစီကနေမနာလိုတဲ့မှတ်ချက်တွေကိုလည်းကြားလိုက်ရပါတယ်စက်ယုံကအလုပ်ခွင်မှာချစ်ကြိုက်တာကိုတားမြစ်ထားတဲ့အတွက်မိန်းကလေးရဲ့ရင်ထဲမှာဆူရှာတဲ့နာကျင်မှုခံစားလိုက်ရတဲ့သူမရဲ့ချစ်သူစက်ယုံမန်နေဂျာကသူတို့ရဲ့ဆက်ဆံရေးကိုလူသိရှင်ကြားမထုတ်ဖော်ခဲ့တဲ့အပြင်တန်တရားမဖြစ်စေဖို့သူမစီကနေခက်ခွာခွာလောင်နေခဲ့ရတာပါအချိန်ကြာလာတာနဲ့အမျှအလုပ်ဖော်တွေကမိန်းကလေးဟာစက်ယုံမန်နေဂျာကိုမတိမတာချစ်နေတယ်လို့ကောက်ချက်ချခဲ့ကြတဲ့အလုပ်တင်ဝန်ထမ်းစက်ယုံနဲ့ရောက်လာတာနဲ့ချက်ချင်းပဲမိန်းကလေးကိုသူ့ရဲ့စိတ်ကူးရင်ပြိုင်ဘက်အဖြစ်သတ်မှတ်ခဲ့ပြီးမန်နေဂျာကိုနေတိုင်းရည်ရွယ်ချက်ရှိချေရေးဆိုဖို့ကြိုးစားခဲ့ပါတယ်ပုံမှန်ဆိုစံပြအနေနဲ့နေတတ်တဲ့မန်နေဂျာကဒီတစ်ခါမှာတော့သူမကိုမငင်းပယ်ခဲ့ပါဘူးအဲ့ဒီအစားအလုပ်တင်ကောင်မလေးရဲ့ချေရေးဆိုမှုကိုလက်ခံလိုက်ပါတယ်မိန်းကလေးကတော့ဆက်ပြီးမဆောင်ဆိုင်ကျင်တော့ပါဘူးတေချာစဉ်းစားပြီးတဲ့နောက်မှာတော့သူမဟာအလုပ်ကထွက်ပြီးအိမ်ပြန်ကဘလိုင်းတိတ်သွားတွေ့ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒီသတင်းကိုကြားလိုက်ရတဲ့အခါကြီးကြပ်ရေးမှုကအရန်ကိုနှမျောတတဖြစ်သွားခဲ့ပါတယ်ဘာလို့လဲဆိုတော့သူမဟာစက်ယုံရဲ့အရေးအပါဆုံးဤပညာဝန်ထမ်းတဦးဖြစ်နေလို့ပါပဲလာမယ့်3ရက်အတွင်းမှာသူမဟာစက်ယုံကိုစားပြုအနေနဲ့နိုင်ငံတော်အဆင့်တမွေးဝမ်းကြောင်းကျွမ်းကျင်မှုပြိုင်ပွဲကိုတွားရောက်ရှင်ပြိုင်ရတော့မှာဖြစ်ပါတယ်ဒါကြောင့်သူမတအလုပ်ထွက်သွားမယ်ဆိုရင်စက်ယုံအတွက်ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်လာမှာပါကြီးကြပ်ရေးမှုကသူမကိုစိတ်ပြောင်းအောင်ဘလို့ပဲစူးစမ်းပြီးဖြောင်းဖြပါစေမိန်းကလေးကတော့ဆုံးဖြတ်ချက်ခိုင်မာနေခဲ့ပါတယ်ဒါကြောင့်ကြီးကြပ်ရေးမှုလည်းမလိုလားပေမဲ့လက်မှတ်ထိုးခွင့်ပြုပေးလိုက်ရပါတယ်မိန်းကလေးကအိမ်ပြန်ဖို့ပစ္စည်းတွေတင်ဆက်ပြီးနောက်ကိုလှည့်လိုက်တဲ့အချိန်မှာပဲမမျှော်လင့်ပဲသူ့ချစ်သူနဲ့တက်တိုးမိပါတော့တယ်မြေပြင်ပေါ်ကျနေတဲ့နှုတ်ထွက်စာကိုမြင်လိုက်ရတဲ့အခါမှာတော့သူဒေါသအကြီးကျယ်ထွက်သွားခဲ့ပါတယ်နောက်3ရက်ဆိုရင်ပဲအသက်မွေးဝမ်းကြောင်းပြိုင်ပွဲကစတင်တော့မှာပါအခုချိန်မှာအလုတ်ထွက်တာဟာသူ့ကိုတမင်တက်အဆက်ခွဲဖို့ကြိုးစားတာပဲလို့သူကဆွဆွဲပြောဆိုလိုက်ပါတော့တယ်အဲ့ဒီလိုပြောပြီးတာနဲ့သူဟာနှုတ်ထွက်စာကိုအဲ့ဒီနေရာမှာတင်ချက်ချင်းဆွဲပြစ်ပစ်လိုက်ပါတယ်ပြီးတော့သူ့အမိတ်မရှိပဲဘယ်ကိုမှထွက်သွားခွင့်မရှိဘူးလို့မိန်းကလေးကိုတတိပေးတားမြစ်လိုက်တဲ့မိန်းကလေးကတော့သူတို့နှစ်ယောက်လက်တွဲခဲ့တဲ့တန်ရောစင်နှစ်တွေကိုထောက်ထားပြီးသူ့ချစ်သူကိုနောက်ဆုံးအကြိမ်ဖြစ်ကူညီပေးလိုက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲအလုတ်တင်ကောင်မလေးကပြိုင်ပွဲသွားရောက်ရှင်ပြိုင်ဖို့ယထာလက်မှတ်ကိုယူလာပေးပါတယ်မိန်းကလေးကလက်မှတ်ကိုလှမ်းယူဖို့လုပ်လိုက်ပေမဲ့အလုတ်တင်ကောင်မလေးကတော့တမင်တက်ပဲလက်မှတ်ကိုမြေကြီးပေါ်လွတ်ချလိုက်ပါတော့တယ်သူမကစက်ယုံမန်နေဂျာရဲ့ကြောထောက်နောက်ခံကိုအားကိုးပြီးအဓိကနည်းပညာဝန်ထမ်းဖြစ်တဲ့မိန်းကလေးကိုနှိမ်ချဆက်ဆံခဲ့ပါတယ်နောက်ဆုံးမှာတော့မိန်းကလေးဟာတီးမခံနိုင်တော့ပဲအလုတ်တင်ကောင်မလေးကိုတိုးထုတ်ပစ်လိုက်ပါတော့တယ်သူမကသူ့ကိုလာမဆောက်ဖို့မဟုတ်ရင်တော့အာနာနေမှာမဟုတ်ဘူးဆိုပြီးတတိပေးလိုက်ပါတယ်အလုတ်တင်ကောင်မလေးကတော့မတရားအလုတ်ခံရတယ်လို့ခံစားလိုက်ရပြီးစက်ယုံမန်နေဂျာစီကိုပြေးပြီးတိုင်တော့ပါတော့တယ်ဒါကိုကြားတော့မန်နေဂျာကဒေါသထွက်သွားပြီးအမိန့်စာတစ်စောင်းထုတ်ပြန်လိုက်ပါတယ်သူကအထက်လူကြီးရဲ့အမိန့်ကိုမနာခံဘူးဆိုတဲ့ခေါင်းစဉ်တက်ပြီးသူမရဲ့လစဉ်လုပ်ရည်ကိုင်ရေးစုကြီးကိုဖျက်တောက်လိုက်ပါတယ်ဒါတင်မကသေးပါဘူးအလုတ်တင်ကောင်မလေးအတွက်နစ်နာကြီးအနေနဲ့ဆိုပြီးသူမစီကဖျက်လိုက်တဲ့စုကြီးငွေကိုအဲ့ဒီအလုတ်တင်စီလွှဲပေးလိုက်ပါတော့တယ်ဒါကိုမြင်လိုက်ရတဲ့အခါမှာတော့မိန်းကလေးဟာရင်ခွဲမတက်ခံစားသွားရပါတယ်ခုနှစ်နှစ်ကြာလက်တွဲလာခဲ့တဲ့သူတို့ရဲ့တန်ရောစင်ဟာအလုတ်တင်ကောင်မလေးရဲ့မြူဆွေမှုလောက်တောင်အလေးမတာတော့ဘူးဆိုတာကိုသူမဘယ်တော့မှစိတ်ကူးမရင်မိခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲမိုးတွေကတေးကြီးမဲကြီးရွာချလာပါတော့တယ်မိန်းကလေးကအကူညီမဲ့စွာရက်နေတဲ့အချိန်မှာပဲခက်လန်းလန်းကနေသူ့ချစ်သူရဲ့ကာရုတ်တရက်ပေါ်လာပါတယ်မိန်းကလေးကကားနာကိုမသွားနိုင်သေးခင်မှာပဲသူ့ချစ်သူကထီမိုးပေးပြီးအလုတ်တင်ကောင်မလေးကိုကားပေါ်တင်ခေါ်သွားပါတော့တယ်သူမကိုတစ်ချက်ကလေးတောင်လှည့်မကြည့်ပဲသူမောင်းထွက်သွားခဲ့ပါတယ်မိန်းကလေးကသူ့အမေစီဖုန်းဆက်လိုက်ပြီးနောက်3ရက်နေရင်အိမ်ပြန်လာကမိသားစုစီစဉ်ပေးတဲ့အိမ်တော်ရေးကိုလက်ခံတော့မယ်လို့သဘောတူလိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူမဟာမိုးရေတွေကြားထဲမှာတကူလုံးရွှဲနေပြီးအိမ်ပြန်လန်းကိုရှောက်လန်းသွားခဲ့ပါတော့တယ်အဲ့ဒီညမှာပဲသူမအဖျားတွေအကြီးကျယ်တက်လာခဲ့ပါတယ်ဒါပေမဲ့တမွေးဝမ်းကြောင်းပြိုင်ပွဲကိုလက်လွတ်မခံနိုင်တာကြောင့်နောက်တနေ့မနက်မှာတော့သူမဟာဝေဒနာကိုကြိတ်မိတ်အားတင်းပြီးဘူရာယုံကိုအရောက်သွားခဲ့ပါတော့တယ်သူမကိုမြင်လိုက်တာနဲ့သူ့ချစ်သူစီကထွက်လာတဲ့ပထမဆုံးစကားကတော့စိတ်ပူပန်မှုမဟုတ်ပါဘူးအဖြစ်တင်ဝေဖန်ခြင်းသာဖြစ်နေခဲ့တယ်ဘာလို့ကိုကျမ်းမာရေးကိုဂရုမစိုက်ရတာလဲဆိုပြီးစုပူခဲ့ပါတယ်အကယ်၍သူမတာပြိုင်ပွဲကိုလွှဲချော်သွားမယ်ဆိုရင်ရှယ်ယာရှင်တွေကိုစက်ယုံဘက်ကဘလို့မှဖြည့်ရှင်းချက်ပေးနိုင်မှာမဟုတ်ဘူးလို့ပြောဆိုလိုက်ပါတော့တယ်မိန်းကလေးကတော့သူ့ကိုဘာမှရှင်းပြမနေချင်တော့ပါဘူးစကားတခုမှမဆိုပဲယထာပေါ်တက်သွားခဲ့ပါတယ်စက်ယုံမန်နေဂျာနဲ့ပိုနီးဆက်ခွင့်ရအောင်လို့အလုပ်တင်ကောင်မလေးကမန်နေဂျာစီမဲ့ပထမတန်းတွဲမှာပဲတမင်ရည်ရွယ်ပြီးလက်မှတ်ဖြတ်ထားခဲ့ပါတယ်အလုတ်တင်ကမိန်းကလေးအတွက်မတ်တက်စီရမယ့်လက်မှတ်ကိုပဲဖြတ်ပေးခဲ့ပါတယ်မိန်းကလေးကလည်းမူလကတည်းကအဖျားတွေကြီးနေတာပါနာရီပေါင်းများစွာဆက်တိုက်မတ်တက်ရစီးနေလိုက်ရတဲ့အခါမကြခင်မှာပဲသူမမိလဲကျတော့ပါတော့တယ်မျက်လုံးပြန်ဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့သူမဟာဆေးရုံပေါ်ကိုရောက်ရှိနေပါပြီမိန်းကလေးကတော့သူ့ချစ်သူပဲသူ့ကိုဆေးရုံပို့ပေးခဲ့တာလို့ထင်မှတ်နေခဲ့တာပါဒါပေမဲ့တူနာပြုပြောလိုက်တဲ့စကားတွေကြောင့်အဲ့ဒီထင်မြင်ချက်ပျက်စီးသွားခဲ့ရတယ်သူမကိုဆေးရုံလာပို့ပေးတာစက်ရုံမန်နေဂျာမဟုတ်ဘူးဆိုတာတူနာပြုတွေကပြောပြလိုက်လို့ပါပဲသူချစ်သူကတော့ဘေးခန်းကအလုတ်တင်ကောင်မလေးကိုပြုစုပေးဖို့အလုပ်ရှုပ်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမိန်းကလေးရဲ့အမေစီကဖုန်းဝင်လာခဲ့တဲ့တမီးဖြစ်သူဂွမ်ကျိုးရောက်နေမှန်းသိလိုက်ရတဲ့အခါမိခင်ဖြစ်သူကအဲ့ဒီနေချင်းပြန်ဖို့ချက်ချင်းလေရင်လက်မှတ်ဖြတ်ပေးလိုက်ပါတော့တယ်မိန်းကလေးကအမေစီစဉ်ကိုညှင်းဆန်ဖို့ပြင်လိုက်ချိန်မှာပဲသူချစ်သူကလူနာခန်းထဲကိုရုတ်တရက်ရောက်လာခဲ့ပါတယ်ဖြူဖက်ဖြူရောဖြစ်နေတဲ့မိန်းကလေးရဲ့မျက်နှာကိုမြင်လိုက်ရတော့သူ့ပြစ်ရှိတယ်လို့ခံစားသွားရတဲ့အဲ့ဒီအချိန်မှာပဲအတန်တွေကြားလို့အလုတ်တင်ကောင်မလေးကလည်းအခန်းထဲကိုဝင်လာခဲ့ပါတော့တယ်ချစ်သူဖြစ်သူကတော့ချက်ချင်းပဲစီးပွားရေးဆန်တဲ့အမှုအရာကိုပြောင်းလဲပစ်လိုက်ပါတယ်သူကစက်ရုံအနေနဲ့လူသားချင်းစာနာထောက်ထားမှုအရာချွင်းချက်အနေနဲ့ဆုံးဖြတ်ပြီးမိန်းကလေးရဲ့စိတ်ကူးသားစေးအားလုံးကိုအပြည့်အဝပြန်လဲပေးချေသွားမယ်လို့ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူကမိန်းကလေးဟာထိုင်ကုန်မှာမထိုင်ပဲရှောက်သွားနေလို့လဲကျတန်ရရတာပါလို့ဆွဆွဲခဲ့ပါတယ်သူစီကထိုင်ကုန်ဆိုတဲ့စကားကြားလိုက်ရတော့မိန်းကလေးကအံ့အားသင့်သွားပြီးကျမမတ်တက်စီရတဲ့လက်မှတ်မဟုတ်ဘူးလားလို့ပြန်မေးခဲ့တဲ့မိန်းကလေးရဲ့လက်မှတ်အချက်လက်ကိုစစ်ဆေးကြည့်လိုက်မှအလုတ်တင်ကောင်မလေးဟာမတ်တက်စီရတဲ့လက်မှတ်ပဲဖြတ်ပေးထားခဲ့တယ်ဆိုတာကိုသူသဘောပေါက်သွားပါတော့တယ်